龙西龙西龙西，在俺那是龙西龙西龙西。ကျွန်တော်တို့ကခန္ဓာရကြားမဲတွေဖြစ်တယ်နော်ဘယ်ရှင်တွေမျိုးမှာပဲဖြစ်ဖြစ်ဘလို့အနေထားမျိုးမှာပဲဖြစ်ဖြစ်နောက်ဆုံးကောင်ပြောမယ်ကျွန်တော်တို့ကဘဝတွေလည်းဆွန့်ပစ်ခဲ့ပြီးသွားပြီအနာဂတ်တွေလည်းဆွန့်လွတ်ခဲ့ပြီးသွားပြီကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့တော့မဟုတ်ဘူးကျွန်တော်တို့မိသားစုတွေတော့မဟုတ်ဘူးကျွန်တော်တို့ရွာကျွန်တော်တို့မြို့တော့မဟုတ်ဘူးကျွန်တော်တို့ဒီတိုင်းပြည်တော်အတွက်အလုပ်လုပ်နေတာဖြစ်တယ်အဲ့တော့အားလုံးဆွလို့ပြီးသွားပြီကိုယ့်အတွက်ကိုယ်တော်ဆွလို့ပြီးသွားပြီဖြစ်တဲ့အတွက်ခင်ဗျားတို့အားလုံးဆုံးဖြတ်ပြတာဖို့လိုတယ်ဘယ်အခြေအနေမျိုးမှမဆိုဘယ်ပုံစံနဲ့ကိုမဆိုကျွန်တော်တို့တွေရှင်းသနိုင်ဖို့လိုတယ်
အဲ့ဒီတော့ကျွန်တော်တို့အပြင်မဲ့ခံနိုင်တဲ့အများစုကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာတွေမှာအားနေကြတာတွေရှိကောင်းရှိတယ်ဒီဘက်ကဆန်းကျွန်တော်တို့ကဓမ္မထောင်နိုင်တဲ့အနေအထားမှာဖြစ်နေရအဲ့ဒါကျွန်တော်တို့ပဲကျွန်တော်တို့ကြားပဲရဘယ်ချင်းနေလို့မှဖြစ်ဘယ်ခက်ခဲလို့မှဖြစ်ကျွန်တော်တို့ကအပြစ်ပြတဲ့နေနဲ့ရှင်းတန်နိုင်ရရှင်းရစမလို့ဒီမှာခင်ဗျားတို့မိဘတွေခင်ဗျားတို့ချစ်သူကြီးသားတွေဒူမခင်ဗျားတို့နဲ့တူရှိပေးနိုင်မှာမဟုတ်ဆိုတော့ကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်တို့လုပ်နေရသည်ကျွန်တော်တို့အနာဂတ်နောက်တက်လာမယ့်မျိုးဆက်တွေအတွက်ကျွန်တော်တို့လုံးနေရဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ခုကလေးကမဆွဲတော့ဆွဲနဲ့ကျွန်တော်တို့အကောင်းဆုံးချိုးသားမှရမယ်စိတ်ဓာတ်တွေတက်သားတွေကိုလိုတယ်အကောင်းဆုံးရှင်းစားသွားနိုင်မှုဆိုရင်ခုချိန်ကလေးကကျွန်တော်တို့ခင်ဗျားတို့ရဲ့စိတ်တွေကိုခက်ထန်မာကြောထားပါကျွန်တော်တို့ကဘောပေါက်လားကောင်းလို့ချိုးရရနော်ကျွန်တော်တို့ဒီနိုင်ရကိုကျွန်တော်တို့လက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်တို့နေရာကြီးကနေငါတို့လူချင်းနဲ့လွတ်လပ်ရေးငါတို့လူချင်းနဲ့ဒီလိုမျိုးစီကိုငါတို့ပြန်ပေးပါဆိုပြီးငါတို့လက်သုံးချောင်းထောင်ပြီးတောင်းခဲ့ပြီးတော့တောင်းလို့မရတော့ငါတို့တိုက်ယူနေပွဲဖြစ်တယ်အဲဒါကြောင့်နေရာတော့စိတ်တွေကတော့ဒီကောင်နဲ့အာနာရှင်စနစ်အပေါ်တော့မြင့်တက်မှငါတို့နိုင်ငံနဲ့လွတ်လပ်မှုရမယ်ဆိုတော့မှတ်တာပါအာနာရှင်ကိုမယုံကြည်ပါနဲ့ကျွန်တော်တို့တိုက်ယူလာရမယ်အားလုံးအိမ်ပြန်ခြင်းနဲ့ကျွန်တော်ပါဝင်အိမ်ပြန်ခြင်းကျွန်တော်တို့အိမ်ပြန်နိုင်အောင်လုပ်နေတဲ့အကျိုးတော်ဖို့လို့ကျွန်တော်တို့ဒီဘာတွေလဲကျွန်တော်တို့ပြုထည့်မယ်ကြောင်ဆုံးသွားတဲ့ကျွန်တော်တို့ရဲဝါတွေအတွက်တမိုင်းကိုကျွန်တော်တို့ဆိုတာကျွန်တော်တို့ရေးလို့မယ်ကျွန်တော်တို့တမိုင်းကိုဒီမိုင်းရေးလို့မရအောင်တမိုင်းရေးရောစစ်နိုင်တဲ့လူတွေတမိုင်းရေးလို့ရတာကျွန်တော်တို့ဘလောက်ပဲအမှန်တရားတွေလုပ်ခဲ့ဘလောက်ပဲကြိုးစားခဲ့စစ်မနိုင်အဲ့တမိုင်းကိုရေးလို့မရအောင်အဲ့တော့တမိုင်းရေးဖို့အတွက်ကျွန်တော်တို့အားလုံးစစ်နိုင်အောင်တိုက်မယ်ခင်ဗျားတို့ရေရလားအားကြရောကျွန်တော်တို့ဒီအနာဂတ်ပြည်မှာကြောက်လို့စစ်လိုက်တယ်ရှမ်းသူတို့ပြည်မှာကြောက်လို့စစ်လိုက်တယ်စစ်လိုက်ပေါ်ရင်ဘူးတော့ကျွန်တော်တို့အတက်ကိုပြေးပြီးတော့ကျွန်တော်တို့နောက်လာတဲ့အနာဂတ်မျိုးဆက်တွေအတွက်နောက်လာမယ့်မြန်မာနိုင်ငံရဲ့အနာဂတ်ကကောင်းတဲ့နိုင်ငံဖြစ်ဖို့ကျွန်တော်တို့ခင်ဗျားတို့မှာအများကြီးမှုပြီးတယ်အဲ့ဒီကြောင့်မလို့ခင်ဗျားတို့ကတော့အနာဂတ်ပြည်မှာကြောက်ပါအတက်ကလူတိုင်းသိရတယ်ပဲနားနာလို့ပြည်လာတာကားတိုက်ပြီးပြည်လာတာစစ်မတိုင်ကသိနေလို့မနေဘူးပဲနိုင်ငံမှာကဘာလာလဲစစ်ပြီးမနေဘူးပဲအဲ့တော့ဒီလိုတရားရဲ့လူသားချင်းတူကျွန်တော်တို့မြန်မာတရားအတွက်အနာဂတ်တွေပဲတိုက်ပွဲဝင်မယ်ခင်ဗျားတို့အားရသိပြလာပါလို့ကျွန်တော်ဒီနေရာပြောချင်တယ်မဆက်ရရှိတာအကောင်းဆုံးရဲ့ပြန်လေပြန်ပါလေပြန်ရောဟုတ်တယ်ရောโอเคကောင်းဆုံးနဲ့ကျွန်တော်တို့အိမ်ပြန်နိုင်ပါလေလို့ဒီနေရာလေးပြီးဆုတောင်းပြလိုက်ပါလေဒီနေ့နဲ့ဆက်ခဲ့ရတဲ့ခင်ဗျားတို့ဆွေးနွေးလို့ကြာโอเคကျွန်တော်ပြောနေတာတော့ပဲအားလုံးကျေးဇူးတင်တယ်နော်
ကိုနိုင်ရမည်